မေတ္တာသုတ်ကမ္မထံစီဖြံပြီးတော့မှမေတ္တာကမ္မထံကိုပွားများကြမယ်ဘုရားရှင်ကတောယဌာနမှာတတပင်ဝါတပင်အောက်ကိုမိပြီးတော့တရားအားထုတ်ကြတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်ကမ္မထံအားထုတ်လို့မရလောက်အောင်ဒေါဆောင်နဲ့တည်းတောင်ဆောင်နဲ့တည်းရုပ်ကစိုးနဲ့တည်းကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအဆင်မျိုးစုံအသံမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေကြီး6ထားတော့မထေကြီးကလည်းငါရှင်တို့ဤနေရာတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှာသွားပြီးနေရာတောင်းကြရအောင်အကျဉ်းကာလနဲ့ဘုရားရှင်ဒီနေရာပေးခဲ့ညာထိုနေရာနဲ့တပည့်တော်များတရားနဲ့မွေ့ပြော်ကြပါကုန်စို့လို့ကိုကြီးကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီး၆ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုသိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြဤနေရာသည်သင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့သောငါဘုရားသင်ပေးအပ်သောဤမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်းသွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရေနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီပြန်ပြီးလမ်းတစ်လျှောက်လို့စီပြန်ကိုရုပ်နေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါဆောင်နဲ့တောင်းဆောင်နဲ့ဘုံမစိုးရောကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာသုတ်တကိုးတော်ကြိုးကြောင့်စိတ်တွေပြောင်းဤကရှင်အရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတပါးကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ရဲ့ပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားမြတ်စိတ်ချမ်းမြေ့စွာဖြင့်တရားအားထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီဖြန်းလိုက်ဝိပဿနာအားထုတ်ဝိပဿနာအားထုတ်မေတ္တာကမ္မထံစီဖြန်းလိုက်အဲ့ဒါလို့ပွားများရင်းနဲ့ညမကြခင်မှာအာသဝကုန်ခန်းလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေးဇူးမေတ္တာသုတ်မေတ္တာကမ္မထံအားထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ရှောက်မှုခံစားရကတရားတွေတိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယဟန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွယဟန်တော်ရှင်မြတ်တွေကခိနာဇာတိဥတိတံဗျာမစရိယနာပရဣတထယပါမြတ်စွာဘုရားတပည့်တော်တို့နောက်တပံပရိသန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယသာဓုသုံးကြီးခေါ်ဆိုတယ်သာဓုသုံးကြီးခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘေကုဏီမပရိသတ်အမျိုးသားအမျိုးသမီးပရိသတ်၄ပါးတို့ကိုရှစ်သားရှစ်သမီးတို့သင်တို့သည်လည်းပဲဤမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအားထုတ်ကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသပ်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကိုနတ်ကောင်းနတ်မြတ်နာပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနဖျာသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လက်အိုရှိပြီးတော့ဘုရားရှင်ဟောနေတဲ့ဘုံတရံကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါဘုံတော်ကိုမှန်းစဂုံတော်တန်းကအာယုံနှလုံးသွင်းထားပါဟောဤမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်ပေါင်းတို့ကိုဖိတ်မှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆန္တုဒေဝတာ
သာဓမ္မမုနိရာဇတသုဏတုသက်ကမောက္ကတံဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာဓမ္မသဝနာကာလောအယံဗတ္တန္တာကိုယ်ဆောင်နဲ့ကြိုးဆောင်နဲ့အိမ်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့စကြဝဠာကဘာမြေပြုပြန်မြို့ကြီးမာကြောက်လောနာကောင်းနံပေါင်းနာပေါင်းတို့သရုမာတဲ့တာဝရဏယာမတုတိတာနေမန္တိပရဏိမိတဝတ္တဝတိနတ်ပြေလျှောက်တဗျမ္မာ20နတ်ဗျမ္မာပေါင်းတို့အားကျွန်ုပ်တို့ဖိမ္မာန်တကပြုပါပေ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာဘုရားဟောမိန်အပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကမမေတ္တာကမ္မတစီပြတ်မှာမို့လို့သင်သူတော်ကောင်းတို့အားဖိမ္မာန်တကပြုပါပေ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါသည်ပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမ္မာန်တကပြုပါ၏သင်တို့ရဲ့မိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းအသင်းပြည့်နဲ့ဖိမ္မာန်တကပြုပါပေ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယလာနုဘဝတောယကနေဝန္တတံတိပေတနံယဉ္ဇိဇိဝန္တောဇံတော်ရတိန္ဒီဝအမတ္တန္တိတောဒုက္ခသုပတိသုတောသဗ္ဗပံကိသိနပတ္တိဧဝမတ္တိကုဏုပေတံပရိဒံဓမ္မနာမဟိကာရဏီယမတ္တံကုသလေနယန္တသန္တံပဒံအဘိသမေသသေကောဥဇောဇသုဟောသုတသုဝါဇောဇတသမုဒိနာတိမာနိသန္တုတကောဇသုဘရောဇအပကိသောဇသံလဟုကဟုတ်တိသန္တုံတရိယောဇာနိဘကောဇအပကဘောကုလိသွာနန္တုကိတောနာဇဂௌတမဇရေကိသိယေနဝိညုပေဥပဝတ္တိယောဒုက္ခိနဝခေမိနဝန္တုသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတတဝါထဝရဝနဝတေတံဒီဃဝယေဝမန္တာမျက်စိမယတကနုကာထုလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝဒုယဝသန္တိအဝိတုယေဘုရားဝတံပဝေတိဝသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တနာပရောဗရဏိကောဝေဒနာတိမေနကတာစိနကေစီဗျာရောတနာပတိကသိညာနိယမညတဒုက္ခမိစေယမာတယတနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနောယခေဧဝံဘိသဗ္ဗပုရိသုမာနတံဘာဝရိအပရိမာဏံမေတ္တိဇသဗ္ဗလောကသမိမာနတံဘာဝရိအပရိမာဏံဩဒံဒောဇာတိရိယိဇာအလံပတံဝေရမတံပတံဒိဋ္ဌံဇရဏိတိနောဝသေယနောယဝတ္တဝိဒာမိတောဣဒံတတယဒိဋ္ဌိယပြမမေတံဝိဟာရမိတ္တမဟုဒိဋ္ဌိဇာနုပကမ္မသီလဝတ္တနေနသမ္ပန္နောကာမေတုဝိနေယခေတံနာဟိဇတုကပ္ပတိယပုဏ္ဏရေတိဘုရားရှင်စတင်ပြီးဟောတော်မူတဲ့စကားလုံးကကာရဏီယမတ္တကုသရေနယတ္တသန္တံပဒံအဘိသမေသတကောဩဇုတသောသုတသုဝါဇောဇတသမုဒိနတိမာနိသန္တုတကောဇသုဘောရောဇအဘကိသောဇသံလောကဟုတ်တိသန္တုတရိယောဇာနိဘကောဇအဘကဘောကုလိသွာနနုဂိတောနသဂௌတမစရိကိသိယေနဝိညုဘေဥပဝတ္တိယံဒုက္ခိနဝဂေမိနဝန္တောသဗ္ဗတတ္တဝရဒုက္ခိတတ္တယေကေစီပါဏဗုတ္တိတတ္တဝါထဝရဝနဝသေတံဒီဃဝယေဝမန္တမေဇိမယတကနုကတုလာတိတဝယေဝဒိဋ္ဌယေဝဒုယေဝတ္တိအဝိတုယေဘုဒ္ဓဝါသမ္မဝေတိဝါသဗ္ဗတတ္တဝန္တောဒုက္ခိတတ္တနာဘောရောပရဏိကုဝေဒနာတိမေနကတစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမတာဒါနိယဗုဒ္ဓမယုတဧကဗုဒ္ဓမနောယခေနပရောပရဏိကုဝေဒနာတိမေနကတစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမာတာယတ္တနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနောယကေဧဝံဝိသဗ္ဗပုရိသောမာနတံဘာဝရိအပရိမာဏဩဒံဒောဇာจิริယိဇာအလံပတ္တဝေရမတံပတ္တတိဋ္ဌံဇရဏိတိနောဝသေယနောယာဝတ္တဝိဒာမိတောဧတံသတိအဋ္ဌိတယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမ္မသီလဝဒသနိနတမနောကာမိတုဝိနိယဂေတံနဟိဇတုကပ္ပတိယပုဏ္ဏရေတိဧမေနပရိဒဓမ္မနုဘာဝေနသောတုတိဟောတုတပ္ပတဧမေနပိဒဓမ္မနုဘာဝေနသဗုဒ္ဓမြတ်စွာဘုရား၏ဟောပေါ်ညွန်ပြပေးသောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသောကုသိုလ်စေနာတရာစွမ်းတို့ကြောင့်ဒေတုမကံယောဂီသူတော်စင်များနဲ့မြို့သူမြို့သားနေသူနေသားကဘာသူကဘာသားတို့သည်ဒုက္ခမင်္ဂလာနီကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်
ဝတ္တံတုကောင်းစွာမှတ်သွေတိုးပါနိုင်ကြပါစေကုန်သတည်းအရှင်မောက္ကလန်နဲ့အရှင်မကတ္တပတို့ကိုဟောမိအပ်သောဘောဇဉ်တရားတော်ကိုလည်းပဲဘောဇဉ်တရားဟာဆေးနဲ့တူတယ်မန္တန်နဲ့တူတယ်နာမကျမ်းဖြစ်ခဲ့ညာဘုရားချင်းကချက်သားတို့ဘောဇဉ်တရားတော်မြတ်ကိုနာယူကြငါဘုရားနဲ့တကဝယဟန္တာသူတော်ကောင်းတွေသုံးဆွဲအပ်တော်ဆေးပဲလို့ဘုရားချင်းနာမကျမ်းဖြစ်တဲ့ပုဂ္ဂိုလ်တွေအတွက်ဘောဇဉ်တရားတော်မြတ်ကိုဟောမိပေးတော်မူတဲ့တရားတော်မြတ်အတိုင်းနာယူမှတ်သားကြရအောင်သန္တရေသန္တရန္တနံသဗ္ဗဒုက္ခဝိနာသနေလတ္တဓမ္မေသံဘောဇင်ကေမာရတိနာဗမတ္တနေဘောဇင်တွာယေစီမိတတ္တတိဘဝကုဋ္ဌမုဒ္ဓမံအဇာတိမဇရံဗျာတိအမတနိဗယံကတ္တဧဝမတိကုဏုပိတံအနိကကုဏသင်္ကဟံဩသတိဇဣမမန္တံဘောဇင်ကိဇာပနမဟိဘောဇင်ကိုတတိသင်္ကတောဓမ္မနာဝိဇိယတထဝိရိယပိဋိပတ္တိဘောဇင်ကဇတထပရိသမာတုမေကဘောဇင်ကတတ္တိတေသဗ္ဗတတိနာမောနိနာသမ္မတကတဘာဝိတဘောလိကတသံဝတ္တန္တိအပိညာယနိဗ္ဗာန်ဇာဗောဓိယဧဒေနသစ္စာဝိဇေနသောတုတိဟောတုသဗ္ဗတာဧတေပိသောဘဂဝရံသမံသံဗုဒ္ဓဝိဇ္ဇာစရဏသမံသောသုက္ကတောလောကဝိတုအနုတ္တရပုရိသဓမ္မတရတိတ္ထာဒေဝမနုဿနံဗုဒ္ဓဘဂဝတိသက္ကတောဘဂဝတာဓမ္မောတန္တိထိကောအာဂာလိကောဧပတိကောဩပနိကောပိဇတံဝေဒိတဘောဝိညုဟိတိသုပရိပန္နောဘဂဝတောသဝကတံကောဩဇုပရိပန္နောဘဂဝတောသဝကတံကောသံညာယပရိပန္နောဘဂဝတောသဝကတံကောသံမိစီပရိပန္နောဘဂဝတောသဝကတံကောယတိတာဇတ္တရေပုရိသယုတ်ကဏိတာပုရိသပုဂ္ဂလာဣသဘဂဝတောသဝကတံကောအာဟုနေယောပါဟုနေယောတကိနေယောဣသရိကရဏိယောနုတ္တရပုညကေတံလောကတတိဧဝံဗုဒ္ဓံတိယံတဏ္ဍဓမ္မတံကိစ္စဘိကဝောဗယံဝဇမိတတဝါလောမံသဝနာဣတတိယံတုနေမေတ္တဝမင်္ဂလိစ္စယောသမနာဘောသကုဏတတ္တောဘာဘေကောတုတုပိနံအာဂန္တံဗုဒ္ဓ ानु ဘဝေနဝေနသမိတုယံတုနေမေတ္တဝမင်္ဂလိစ္စယောသမနာဘောသကုဏတတ္တောဘာဘေကောတုတုပိနံအာဂန္တံဓမ္မ ानु ဘဝေနဝေနသမိတုယံတုနေမေတ္တဝမင်္ဂလိစ္စယောသမနာဘောသကုဏတတ္တောဘာဘေကောတုတုပိနံအာဂန္တံသံဃာနုဘဝေနဝိနာသမိတုဘဝတုသဗ္ဗမင်္ဂလာရကံတို့သဗ္ဗဒေဝတာသမ္ဗံဗုဒ္ဓသဗ္ဗဓမ္မသဗ္ဗသံဃာနုဘဝေနတရသုကေဘဝတုတေမဟာကာရုဏိကောနာတောဟိတယသဗ္ဗပါဏိနံပုရိဒဝပါရမီသဗ္ဗပတ္တောသံဗောဓိမုဒ္ဓမဣတိနာသစ္စာဝေဇေနသောတုတိဟောတုသဗ္ဗရံဇေယံတောဗောဓိယမူလေသစ္စာနန္တိဝတ္တနောဧဝမေဝဇေယဟောတုစေတောဇေယမင်္ဂလိအပါရဇိကပင်လင်ငယ်တိတိပုဒ္ဓဝိပုဂ္ဂလေအဘိသေကိသဗ္ဗဗုဒ္ဓနာဧကပတ္တောပမောတတိသုနေကတံသူမင်္ဂလံသူပပါဏသုဋ္ဌိတံဒုက္ခနောသုမောဒောဇာသွေတံဗျမဇာရိတောပရိကိဏကာယကမ္မဝါဇကမ္မပရိကိဏပရိကိဏမနောကမ္မပရိတိတေပရိကိဏေပရိကိဏနိကတောနလဘာနတေပရိကိဏေတိအတ္တလတ္တသုဝိတဝရုဏဗုဒ္ဓသာသနေအာရောဂသုဝိတဟောဒသာသပညာတိပိဣမိနာပရိဒဓမ္မာနုဘဝေနသောတုတိဟောတုသဗ္ဗတဣမိနာပရိဒဓမ္မာနုဘဝေနဇအရှင်မကတ္တဗရှင်မမောကလမထေမြတ်တို့နေမကောင်းဖြစ်တဲ့အရှင်ဘုရားရှင်ကိုယ်တိုင်နေမကောင်းဖြစ်တဲ့ကဘုရားရှင်ကသတိတံဘောဇင်ဓမ္မဝိဇ္ဇာတံဘောဇင်ဝိရိယတံဘောဇင်ပိဋိတံဘောဇင်ပတ္တိတံဘောဇင်သမာဓိတံဘောဇင်ဥပ္ပကတံဘောဇင်သတ္တဘောဇင်တရားခုနှစ်ပါးတို့ကိုအစဉ်တိုင်းနှလုံးသွင်းဆင်ခြင်းကြခန္ဓာကိုယ်ထဲမှာယောဂဝိညာဉ်တို့သည်ပိကြပိတ္တရေမတင်သေးသောကင်းစင်လင့်ပြောင်းပြီးတော့သာသနာကျိုးလောကကျိုးဆောင်ရွက်နိုင်စေနိုင်သောဘောဇင်တရားတော်မြတ်ကိုနိုင်မတတ်သောကုသိုလ်စေနာတရားဆွမ်းအားတို့ကြောင့်ဒေတုမကံယောဂီသူတော်စင်များနဲ့မြို့သူမြို့သားနေသူနေသားကဘာသူကဘာသားအိမ်သူအိမ်သားအလုံးစုံတရားရမပေါင်းသူတော်ကောင်းတို့သည်သောတုံသောဝတိကောင်းစွာမသွေချမ်းသာခြင်းလက်ငယ်ခံစားနိုင်ကြပါစေကုန်သတည်းဤတော်ကာဇယောအခသိမလကင်းဝေနိုင်ကြပါစေဤတော်ကာဇဒုက္ခသိမလကင်းဝေနိုင်ကြပါစေနိဗ္ဗယသဗယံခသိမလကင်းဝေနိုင်ကြပါစေဤတော်ကာဇမညုမမေတကုချင်းလို့မို့ဆိုရင်ကြောင်းကြခြင်းမောင်းလည်းပြင်ကင်းဝေနိုင်ကြပါစေဒုက္ခမင်္ဂလာနိလောကီလောကုတ္တကောင်းကျိုးချမ်းသာမှန်သမျှဝရဏုတို့ပါနိုင်ကြပါစေ
ဒုက္ခမင်္ဂလာနိလောကီချမ်းသာလောကုတ္တရချမ်းသာမန္တမြတ်တိဝတ္တန်တို့တိုးပွားနိုင်ကြပါစေလို့မေတ္တာတလောကလုံးတိုင်းသူပြည်သားလူအများနဲ့နိုင်ငံတော်အုပ်ချုပ်တဲ့အကုန်သောနိုင်ငံတော်အုပ်ချုပ်နေကြအကုန်သောနိုင်ငံတော်သမဏကြီးနဲ့တက္ကဝအားလို့ရက်ွက်အကြည့်ပုဂ္ဂိုလ်များအစံအားလုံးတစ္ဆမတန်သူနဲ့သူတယောက်နဲ့ဆက်ချက်ခင်ကျင်းနာနာနဲ့ညီနဲ့ကိုမောင်းတဲ့နမသာနာကျိုးလောကကျိုးဆောင်းရပြီကျမ်းမာမာပြီကောင်းကျိုးမှန်တယ်မြတ်တွေဆောင်းရပြီမကောင်းကျိုးမှန်တယ်မြတ်တွေကိုဘယ်တော့မှမပြုလို့တော့နိုင်ကြပါစေကုန်နဲ့ဒုစရိုက်တရားတွေအကုန်လုံးရှောင်ရှားပြီးသူ့တဲ့တရားတွေကျင့်သုံးနိုင်ကြပါစေမကောင်းမှုကာယကံတွေမကောင်းမှုဝစီကံတွေမကောင်းမှုမနောကံတွေကိုဘယ်လောကမှမပြုလို့နိုင်ကြပါစေနဲ့မဆောင်ရွက်နိုင်ကြပါစေမပြောဆိုနိုင်ကြပါစေကုန်နဲ့ကောင်းတဲ့ကာယကံတွေကောင်းတဲ့ဝစီကံတွေကောင်းသောမနောကံတို့ဖြင့်လက်ရှိဘဝလေးကိုကိုယ်တို့စိတ်တို့ပဲတန်းစာဆင်နိုင်ကြပါစေလို့တလောကလုံးကိုမေတ္တာကမ္မထံစီဖြံပြီးတော့ကဲအလုံးရှမ်းသာစွာထိုင်ပြီးတော့လက်တွေမေတ္တာကမ္မထံစီဖြံကြမယ်ထိုင်စနစ်တကျထိုင်ပါစနစ်တကျထိုင်လိုက်တယ်မလဲခွေကြရင်တယ်မလဲခွေထိုင်ကြုံကြုံကြရင်ကြုံကြုံထိုင်လိုက်ဘုန်းကြီးရှိကနှလုံးသွင်းနေတာလေးတွေကိုနှလုံးသွင်းတိုင်းမှာယောဂီများကကိုနှလုံးသွင်းပြီးတော့ဘုန်းကြီးကဒီကကာယကံဝစီကံမနောကံဖြင့်မေတ္တာကမ္မထံစီဖြန်းတဲ့ခါမှယောဂီများကလည်းပဲဘုန်းကြီးရဲ့အလန္တပေါ်မှာဉာဏ်ကလေးကပ်ပြီးတော့စီဖြန်းဖို့ယောဂီတို့မေတ္တာပို့တယ်ဆိုတဲ့နေရာမှာပထမအမျိုးသားသည်အမျိုးသမီးကိုမေတ္တာမပို့ရအမျိုးသားကအမျိုးသမီးကိုဥစွာပထမမေတ္တာမပို့ရပါဘူးအဲ့တော့ဥစွာပထမမေတ္တာပို့ရမှာကမိမိတို့ကြီးညိုလေးစားတတ်သောဆရာသမားကိုဥစွာပထမမေတ္တာပို့ရမှာဖြစ်တယ်အဲ့ဒီဆရာသမားကိုမိမိကြီးညိုလေးစားတဲ့ဆရာသမားတူကိုအာယုံပြုပြီးတော့မေတ္တာပို့အဲ့ဒါလိုမေတ္တာပို့ပြီးတော့မှမိမိကိုမေတ္တာပို့မိမိကိုမေတ္တာပို့မိမိကိုစောင့်ရှောက်တဲ့နတ်ပေါ်နတ်ပေါင်းတို့မေတ္တာပို့ရမယ်ပြီးတော့မှကိုယ့်ရဲ့အမေရှိရင်အမေမျက်နှာအာယုံပြုမေတ္တာပို့ဖို့အဖေရှိအဖေကိုမေတ္တာပို့ဖို့ပြီးတော့မှကိုယ့်ရဲ့အိမ်မှာအဖေမေစောင့်ရှောက်တဲ့နှကောင်းနှမြတ်တွေကိုမေတ္တာပို့ဖို့အိမ်ဆောင်တဲ့အပေါင်းတို့ကိုမေတ္တာပို့ဖို့ဒါမေတ္တာဆိုတာလှမ်းပြီးစိတ်လွတ်တဲ့တဘောပြီးတော့မိမိမြဇနီးတဲ့ဇနီးမယသမိသားသာသမီသားစုတွေကိုတူစီမေတ္တာပို့ဖို့အဲ့ဒါမေတ္တာပို့ပြီးတော့မှကိုယ်နဲ့နှိစက်တဲ့ရွာမှာဆိုရင်ကိုရွာမှာကိုအိမ်နာအိမ်ဒီပုဂ္ဂိုလ်တွေကိုမေတ္တာပို့ကြမှာကြပါစေချမ်းသာကြပါစေလို့အဲ့ဒါအိမ်နာအဲ့ဒီရွာမှာရက်ွက်တွင်မှာရှိတဲ့ပုဂ္ဂိုလ်တွေရက်ွက်နဲ့မှာရက်ွက်တွင်မှာရှိကြကုန်သောလူအပေါင်းတို့ကြမှာချမ်းသာဖို့နတ်ပေါင်းတွေနှကောင်းနှမြတ်တွေကြမှာချမ်းသာစေဖို့အတွက်ဘုန်းကြီးရွတ်ဖတ်ပြီးတော့နှလုံးသွင်းတိုင်းမှာယောဂီများကလည်းပဲဘုန်းကြီးလေးတန်းကိုအာယုံကပ်ပြီးတော့မေတ္တာကမ္မထံစီဖြန်းကြမယ်မေတ္တာဇံကလေးဖြင့်ဘဝကိုနှလုံးသားကိုအလှဆင်ကြမယ်အာယုံလေးနဲ့ကိုယ့်ရဲ့ကြီးညိုလေးစားဆရာတော်အာယုံပြုဆရာတော်ကျမ်းမာပါစေချမ်းသာပါစေကျမ်းမာပါစေဆိုတဲ့အဓိပ္ပာယ်ကခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ96ပါးယောဂဝေဒနာကင်းပါစေချမ်းသာပါစေဆိုတဲ့1500ကိရိတာဘုဒ္ဓအလောင်းတတ်တဲ့ချုပ်ငိမ့်ပါစေချမ်းသာပါစေဆိုတဲ့အဓိပ္ပာယ်သည်1500ကိရိတာဘုဒ္ဓအလောင်းတတ်သည်ချုပ်ငိမ့်ပါစေကျမ်းမာပါစေ96ပါးသောယောဂဝေဒနာကင်းပါစေလို့အဓိပ္ပာယ်သိပြီးတော့မေတ္တာပို့ရပါတယ်အာယုံယူလိုက်တော့ဆရာတော်ကျမ်းမာပါစေချမ်းသာပါစေ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 သုံးချက်ပြီးတော့မှကိုအာယုံယူလိုက်ငါသည်ကျမ်းမာပါစေချမ်းသာပါစေငါသည်ကျမ်းမာပါစေချမ်းသာပါစေငါသည်ကျမ်းမာပါစေချမ်းသာပါစေငါကိုစောင့်ရှောက်ကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့သည်ကျမ်းမာကြပါစေချမ်းသာကြပါစေငါကိုစောင့်ရှောက်ကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့သည်ကျမ်းမာကြပါစေချမ်းသာကြပါစေ
ကိုဆောင်တဲ့အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါစေအမေကိုမေတ္တာပြုအမေကျမ်းမာပါသည်ချမ်းသာပါစေအမေကျမ်းမာပါသည်ချမ်းသာပါစေအမေကျမ်းမာပါသည်ချမ်းသာပါစေအဖေကိုအာရုံယူအဖေကျမ်းမာပါသည်ချမ်းသာပါစေအဖေကျမ်းမာပါသည်ချမ်းသာပါစေအဖေကျမ်းမာပါသည်ချမ်းသာပါစေအမေဖေကိုစောင့်ရှောက်ကြကုန်သောနှကောင်းနှမြတ်ပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မိဘနှစ်ပါးကိုစောင့်ရှောက်ကြကုန်သောနှကောင်းနှမြတ်နတ်ပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မိဘကိုစောင့်ရှောက်ကြကုန်သောနှကောင်းနှမြတ်ပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တို့အိမ်မှာရှိကြကုန်သောဟောဒီရိတ်တာကိုပစ္စုပန်မို့လို့ဤရိတ်တာကြီးကိုစောင့်ရှောက်ကြကုန်သောနှကောင်းနှမြတ်နတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ရိတ်တာတစ်ခုလုံးကိုစောင့်ရှောက်ကြကုန်သောနှကောင်းနှမြတ်နတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ရိတ်တာတစ်ခုလုံးကိုစောင့်ရှောက်ကြကုန်သောနှကောင်းနှမြတ်နတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မိမိတို့နေတဲ့နေအိမ်ကိုလှမ်းပြီးတော့အာယုံယူလိုက်အိမ်ဆောင်တဲ့အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အိမ်ဆောင်တဲ့အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါစေအိမ်ဆောင်တဲ့အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါစေရှံဝင်းတစ်ခုလုံးကိုအာယုံယူလိုက်ခြံဆောင်တဲ့အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ခြံဆောင်တဲ့အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ခြံဆောင်တဲ့အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မိမိမိသားစုကိုအာယုံယူလိုက်ခေမွန်တဲ့ချီလို့ကြီးခေမွန်တဲ့ကိုအရှင်ယောက်ျားဖြစ်တဲ့အရှင်ယောက်ျားကိုအာယုံပြုကျမ်းမာပါသည်ချမ်းသာပါသည်သူတို့ကျမ်းမာပါသည်ချမ်းသာပါသည်သူတို့ကိုစောင့်ရှောက်ကြကုန်သောနှကောင်းနှမြတ်ပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်စောင့်ရှောက်ကြကုန်သောနှကောင်းနှမြတ်ပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်နှကောင်းနှမြတ်ပေါင်းတို့ကျမ်းမာကြပါချမ်းသာကြပါသည်ပြီးတော့မှကိုယ့်ရဲ့သားသမီးတွေကိုသားလေးရှိရင်သားလေးကိုမေတ္တာပို့သားလေးကျမ်းမာပါသည်ချမ်းသာပါသည်သားလေးကျမ်းမာပါသည်ချမ်းသာပါသည်သားလေးကျမ်းမာပါသည်ချမ်းသာပါသည်သားလေးကိုစောင့်ရှောက်ကြကုန်သောနှကောင်းနှမြတ်ပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်သားသမီးကိုကျမ်းဆောင်ရှောက်ကြကုန်သောနှကောင်းနှမြတ်ပေါင်းတို့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်သမီးလေးကိုမေတ္တာပို့သမီးလေးကျမ်းမာပါသည်ချမ်းသာပါသည်သမီးလေးကျမ်းမာပါသည်ချမ်းသာပါသည်သမီးလေးကျမ်းမာပါသည်ချမ်းသာကြပါသည်ပြီးတော့မှတရွာလုံးကိုအာယုံယူလိုက်တရွာလုံးမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တရွာလုံးမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တရွာလုံးကိုစောင့်ရှောက်ကြကုန်သောနတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ရက်ွက်ကိုအာယုံပြုအိမ်နာအိမ်ကြီးများနဲ့တော့ရက်ွက်တစ်ခုလုံးကိုအာယုံပြုရက်ွက်တစ်ခုလုံးကိုစောင့်ရှောက်ကြလူရက်ွက်တစ်ကောင်ရက်ွက်တစ်ခုလုံးမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ရက်ွက်တစ်ခုလုံးမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ရက်ွက်တစ်ခုလုံးမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြို့နယ်ကိုအာယုံယူမြို့နယ်တစ်ခုလုံးကိုအားလုံးစိတ်ကလွှမ်းမိုးလိုက်ရက်ွက်တွင်မှာရှိကြကုန်သောနတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ရက်ွက်တွင်မှာရှိကြကုန်သောနတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ရက်ွက်တွင်မှာရှိကြကုန်သောလူနတ်အပေါင်းတို့သည်ကျမ်းမာကြချမ်းသာကြပါသည်မြို့နယ်တွင်မှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြို့နယ်တွင်မှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြို့နယ်တွင်မှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြို့နယ်တွင်မှာရှိကြကုန်သောနတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြို့နယ်တွင်မှာဆောင်းရောက်ကြကုန်သောနတ်ကောင်းနတ်မြတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြို့နယ်တွင်မှာရှိကြကုန်သောနတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ပြည်နယ်တစ်ခုလုံးကိုအခုရန်ကုန်တိုင်းကြီးရန်ကုန်တိုင်းကိုတတိုင်းလုံးအာယုံပြုရန်ကုန်တိုင်းမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ရန်ကုန်တိုင်းမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ရန်ကုန်တိုင်းမှာရှိကြကုန်သောလူအပေါင်းတို့ကျမ်းမာကြချမ်းသာကြပါသည်ရန်ကုန်တိုင်းကိုဆောင်းရောက်ကြကုန်သောနတ်ကောင်းနတ်မြတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ရန်ကုန်တိုင်းမှာဆောင်းရောက်ကြကုန်သောနတ်ကောင်းနတ်မြတ်အပေါင်းတို့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်နတ်ကောင်းနတ်မြတ်အပေါင်းတို့ကျမ်းမာကြချမ်းသာကြပါသည်ပြီးတော့မှပြည်နယ်တစ်ခုလုံးကိုအာယုံပြုပြည်နယ်တို့အားလုံးတော့မြန်မာနိုင်ငံတက္ကသိုလ်လုံးကံလုံးမှာရှိကြသောပြည်နယ်ပေါင်းမြောက်များစွာတို့ကိုတို့နေထိုင်တဲ့ပြည်နယ်တွေတိုင်းတွေကိုအာယုံပြုပြီးတကားလားပြည်နယ်ကိုစောင့်ပြည်နယ်တွင်းမှာရှိကြကုန်သောလူအပေါင်းတို့ကျမ်းမာကြပါချမ်းသာကြပါသည်တိုင်းတွင်းမှာရှိကြကုန်သောလူအပေါင်းတို့ကျမ်းမာကြပါချမ်းသာကြပါသည်ပြည်နယ်တွင်းမှာရှိကြကုန်သောလူအပေါင်းတို့ကျမ်းမာကြပါချမ်းသာကြပါလေပြည်နယ်တွင်းမှာရှိကြကုန်သောလူအပေါင်းတို့ကျမ်းမာကြချမ်းသာကြပါသည်ပြည်နယ်တွင်းကိုစောင့်ရှောက်ကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ပြည်နယ်တွင်းကိုစောင့်ရှောက်ကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့ကျမ်းမာကြပါချမ်းသာကြပါသည်နတ်ကောင်းနတ်မြတ်ကိုကျမ်းမာချမ်းသာကြပါသည်
တိုင်းကုန်တိုင်းပေါင်မြောင်မဲ့တာကိုဆောင်းရောက်ကြကုန်သောနတ်လူအပေါင်းတို့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တိုင်းကိုဆောင်းရောက်ကြကုန်သောလူတိုင်းထဲမှာရှိကြကုန်သောလူအပေါင်းတို့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ကျမ်းမာကြပါချမ်းသာကြပါသည်တိုင်းတစ်ခုလုံးကိုဆောင်းရောက်ကြကုန်သောနတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တိုင်းတစ်ခုလုံးကိုဆောင်းရောက်ကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တိုင်းတစ်ခုလုံးကိုဆောင်းရောက်ကြကုန်သောနတ်ကောင်းနတ်မြတ်အပေါင်းတို့ကျမ်းမာကြပါချမ်းသာကြပါသည်မြန်မာနိုင်ငံတနိုင်ငံလုံးကိုအာယုံလေးခြုံလိုက်မြန်မာနိုင်ငံတွင်မှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိကြကုန်သောလူအပေါင်းတို့ကျမ်းမာကြပါချမ်းသာကြပါသည်တနိုင်ငံလုံးမှာနတ်အပေါင်းတို့သည်တောဆောင်နဲ့တောင်းဆောင်နဲ့ဘုံမောစောရောဂောစောမဟာပရိမိဆောင်နဲ့အပေါင်းတို့နဲ့ဝိဇ္ဇာသောသပတိနဲ့အားလုံးကုန်သောနတ်ဒေဝမြောက်များစွာတို့ကိုမေတ္တာကမ္မဋ္ဌာန်းစီဖြန့်ကြပါစို့မြန်မာနိုင်ငံတနိုင်ငံလုံးကိုစောင့်ရှောက်ကြကုန်သောနတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြန်မာနိုင်ငံတစ်ခုလုံးကိုစောင့်ရှောက်ကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြန်မာနိုင်ငံတစ်ခုလုံးကိုစောင့်ရှောက်ကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါလေတကဘာလုံးကိုမေတ္တာရှုံလိုက်တကဘာလုံးမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တကဘာလုံးမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တကဘာလုံးမှာရှိကြသောလူအပေါင်းတို့သည်ကျမ်းမာကြချမ်းသာကြပါသည်မိသည့်ပုဂ္ဂိုလ်မှအာယုံမပြီးပါနဲ့တက္ကမလို့မေတ္တာပို့တဲ့အခါမှာဗုဒ္ဓဘာသာမကြောင်ခရိယံမုစလင်အစ္စလမ်စရှိတဲ့ဘာသာမှန်တဲ့မိသည့်ပုဂ္ဂိုလ်ရဲ့မှမရွေးချယ်ပဲကြောသားရင်သားမချဲ့တာမေတ္တာကမ္မထဆိုတာကြောသားရင်သားမခွဲခြားရပါဘူးတက္ကမလုံးမှာရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တက္ကမလုံးကိုမှရှိကြကုန်သောလူအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တက္ကမလုံးကိုစောင့်ရှောက်ကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တကဘာလုံးကိုစောင့်ရှောက်ကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့သည်ကျမ်းမာကြပါစေချမ်းသာကြပါစေတကဘာလုံးကိုစောင့်ရှောက်ကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့ကျမ်းမာကြပါစေချမ်းသာကြပါစေအယတ်၄မျက်နှာအယတ်၈မျက်နှာအယတ်၁၀မျက်နှာကိုအာယုံယူကြရအောင်မိမိတို့မျက်နှာမူနေတဲ့အရှိဘက်ကိုအာယုံယူလိုက်အရှိဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အရှိဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အရှိဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အနောက်ကိုမိမိတို့ကြောနောက်ကိုအာယုံယူအနောက်ဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အနောက်ဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အနောက်ဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါမှန်တယ်များတို့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မိမိတို့တောင်ဘက်ကိုအာယုံပြုလိုက်လက်ရဘက်ရှိတဲ့တောင်ဘက်ကိုအာယုံပြုလိုက်တောင်ဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တောင်ဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါမှန်တယ်များအနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်တောင်ဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါမှန်တယ်များတို့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြောက်ဘက်ကိုအာယုံယူလိုက်မြောက်ဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါမှန်သမျှအနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြောက်ဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါမှန်သမျှအနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်မြောက်ဘက်မှာရှိကြကုန်သောလူနဲ့ဗျံမာတတ္တဝါမှန်သမျှအနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အထက်ကိုအာယုံယူလိုက်အထက်ရမှာရှိကြကုန်သောနတ်ဗျံမာပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အထက်ရမှာရှိကြကုန်သောနတ်ဗျံမာပေါင်းတို့သည်ကျမ်းမာကြပါချမ်းသာကြပါသည်အထက်ရမှာရှိကြကုန်သောနတ်ကောင်းနတ်မြတ်နတ်အပေါင်းတို့သည်နတ်ဗျာမအပေါင်းတို့ကျမ်းမာကြပါချမ်းသာကြပါသည်အရှိတောင်ထောက်နဲ့ရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါအပေါင်းတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အရှိတောင်ထောက်ရနဲ့ရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါအပေါင်းတို့ကျမ်းမာကြပါချမ်းသာကြပါသည်အရှိတောင်ထောက်နဲ့ရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါမှန်တယ်မြတ်အနန္တတို့ကျမ်းမာကြပါချမ်းသာကြပါသည်အရှိမြောက်ထောက်ကိုအာယုံပြုအရှိမြောက်ထောက်၌ရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါမှန်တယ်မြတ်အနန္တတို့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အရှိမြောက်တို့၌ရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါမှန်တယ်မြတ်အနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အရှိမြောက်တို့၌ရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါမှန်တယ်မြတ်အနန္တတို့ကျမ်းမာကြပါချမ်းသာကြပါသည်အနောက်တောင်ထောက်ကိုအာယုံပြုအနောက်တောင်ထောက်မှာရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါမှန်တယ်မြတ်အနန္တတို့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အနောက်တောင်ထောက်မှာရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါမှန်တယ်မြတ်အနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်နောက်တောင်ထောက်၌ရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါမှန်တယ်မြတ်အနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အနောက်မြောက်ထောက်ကိုအာယုံပြုအနောက်မြောက်ထောက်၌ရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါမှန်တယ်မြတ်အနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်အနောက်မြောက်ထောက်၌ရှိကြကုန်သောလူနဲ့ဗျာမတတ္တဝါမှန်တယ်မြတ်အနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်
အနောက်မြောက်ထောင်တဲ့နေကြနေလူရှိကြကုန်သောလူနဲ့ဗျမတတ္တဝါမှန်သမျှအနန္တတို့သည်ကျမ်းမာကြပါချမ်းသာကြပါစေအောက်ကိုအဝိဇ္ဇိကိုအာယုံပြုအောက်ရဲ့နဲ့ရှိကြကုန်သောငရဲတရိစ္ဆာန်ပြိတ္တာသူတကယ်အပယ်လေးပုံသားတို့သည်ကျမ်းမာကြပါစေချမ်းသာကြပါစေအောက်အဝိဇ္ဇိကိုမှရှိကြကုန်သောငရဲတရိစ္ဆာန်ပြိတ္တာအသူတကယ်အပယ်လေးပုံသားတို့သည်ကျမ်းမာကြပါစေချမ်းသာကြပါစေအောက်အဝိဇ္ဇိမှာရှိကြကုန်သောအောက်ရမှာရှိကြကုန်သောငရဲတရိစ္ဆာန်ပြိတ္တာသူတကယ်အပယ်လေးပုံသားတို့သည်စัจ java အနန္တမှာရှိကြကုန်သောငရဲတိရစ္ဆာန်ပြိတ္တာအပယ်လေးပုံသားတို့သည်ကျမ်းမာကြပါစေချမ်းသာကြပါစေဆင်းရဲတဲ့ငရဲကင်းပါစေဆင်းရဲဒုက္ခပေါ်မှာကင်းဝေးကြပါစေဆင်းရဲဒုက္ခမကင်းဝေးနိုင်ကြပါစေအရှိအနောက်တောင်မြောက်အရလေးမြင့်နာမရှိကြကုန်သောလူနဲ့ဗျမတတ္တဝါမှန်သမျှအနန္တတို့သည်ကျမ်းမာကြပါစေချမ်းသာကြပါစေအရှိနောက်တောင်မြောက်အရလေးမြင့်နာအထက်အောက်အရချင်းမြင့်နာအရှိတောင်ထောက်အနောက်တောင်ထောက်အရှိမြောက်ထောက်အနောက်မြောက်ထောက်ရှိကြကုန်သောလူနဲ့ဗျမတတ္တဝါငရဲတိရစ္ဆာန်ပြိတ္တာသူတကအပယ်လေးပုံသားတို့သည်ကျမ်းမာကြပါစေချမ်းသာကြပါစေအရှိအနောက်တောင်မြောက်အရလေးမြင့်နာအရရှိမြင့်နာအရဆယ်မြင့်နာရှိကြကုန်သောလူနဲ့ဗျမတတ္တဝါငရဲတိရစ္ဆာန်ပြိတ္တာသူအပယ်လေးပုံသားတို့သည်ဘေးရန်ခါသိကင်းရင်ရပါစေဘေးရန်ခါသိကင်းရပါစေစိုးရင်ခါသိကင်းရပါစေကြောင်းရခါသိကင်းရပါစေနှလုံးစိတ်ဝင်အေးချမ်းကြပါစေအောက်ဝိဇ္ဇိထက်ပွဲနန္ဒစัจ java လာမရှိကြကုန်သောလူနဲ့ဗျမတတ္တဝါငရဲတရိစ္ဆာန်ပြိတ္တာလိုအပယ်လေးပုံသားတို့သည်ဘေးရန်ခါသိကင်းရင်ရပါစေစိုးရင်ခါသိကင်းရပါစေကြောင်းရခါသိကင်းရပါစေနှလုံးစိတ်ဝင်အေးချမ်းကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေအကျွန်ုပ်တို့နဲ့တကဝအကျွန်ုပ်တို့ကိုစောင့်ရှောက်ကြကုန်သောနတ်ကောင်းနှင့်မြတ်နတ်အပေါင်းတို့သည်လည်းပဲကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေကျွန်ုပ်တို့နဲ့တကဝစัจ java တစ်ခုလုံးမြန်မာနိုင်ငံတနိုင်ငံလုံးကမ္ဘာတစ်ခုလုံးစัจ java တစ်ခုလုံးကိုစောင့်ရှောက်ကြစัจ java တစ်ခုလုံးမှာရှိကြကုန်သောစัจ java အနန္တမှာရှိကြကုန်သောလူနဲ့ဗျမတတ္တဝါငရဲတိရစ္ဆာန်ပြိတ္တာသူတကအပယ်လေးပုံသားတို့သည်လည်းပဲကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေအလုံး31ဘုံကျင့်ကြကုန်သောလူနဲ့လူရဲ့စရုမာတဲ့တာဝရိန္ဒယာမတုတ်တိတာနေမနရတိပရဏိမတဝတ္တဝရိနဲ့ပြေ6တက်ဗျာမ20ငရဲတရိစ္ဆာန်ပြိတ္တာသူအပယ်လေးပုံသားဤ32ဘုံကျင့်ကြကုန်သောတတ္တဝါမှန်သမျှအနန္တတို့လူရဲ့စရုမာတဲ့တာဝရိန္ဒယာမတုတ်တိတာနေမနရတိပရဏိမတဝတ္တဝရိနဲ့ပြေ6တက်ဗျာမ20ငရဲတရိစ္ဆာန်ပြိတ္တာသူအပယ်လေးပုံသား32ဘုံကျင့်ကြကုန်သောဒုက္ခိတသုခိတတတ္တဝါမှန်သမျှအနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ဒုက္ခိတသုခိတတတ္တဝါမှန်သမျှအနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ဒုက္ခိတသုခိတတတ္တဝါမှန်သမျှအနန္တတို့သည်ကျမ်းမာကြပါသည်ချမ်းသာကြပါစေမေတ္တာကမ္မထ